မင်္ဂလာပါရှင်ဒီနေ့တော့ခရစ်စမတ်ဈေးပွဲသွားခဲ့တဲ့အကြောင်းလေးကိုပြန်ပြီးတော့မှတင်ဆက်ချင်ပါတယ်အခုဒီဗီဒီယိုမှာပါတဲ့ဈေးပွဲလေးကအိမ်ကနေသွားလို့ရှိရင်အနည်းဆုံးမြို့မှာရှိတယ်ဈေးပွဲလေးကိုလိုက်ကြည့်ပါအောင်နော်မနေ့စောပိုင်းဆိုပေမဲ့ဆိုင်တွေမှာမီးရောင်စုံတွေထွန်းပြီးတော့အလှဆင်လာပြီဆိုတော့တော်တော်လေးကြည့်ကောင်းနေပါတယ်ဒါကတော့ပွဲစည်းလာတဲ့ကလေးတွေကစားလို့ရတဲ့နေရာလေးပေါ့နော်အခုကတော့ကလေးတွေရဲ့ကြောင်ချင်းဆိုတော့ဒီနေရာလေးမှာလူရှင်းနေတယ်မနေ့ပိုင်းစောသေးတယ်ဆိုတော့အခုမှပဲဆိုင်တွေကစပြီးတော့ခင်းကြတော့မယ်ပွဲစည်းလာတဲ့လူတွေကတော့ရှိနေပြီမိသားစုနဲ့အတူတငယ်ချင်းတွေနဲ့အတူပွဲစည်းထဲမှာလမ်းလျှောက်အစားအစာအမတ်တရပစ္စည်းလေးတွေဝယ်ပေါ့နော်ခရစ်စမတ်ဈေးပွဲ area ထဲမှာတော့အစားအသောက်ရောင်းတဲ့ဆိုင်တွေအမတ်တရပစ္စည်းရောင်းတဲ့ဆိုင်တွေလက်မှုပစ္စည်းဆိုင်တွေခရစ်စမတ်အလှဆင်ပစ္စည်းရောင်းတဲ့ဆိုင်တွေအဓိကရှိပါတယ်ပုံမှန်ဆိုရင်တော့ခရစ်စမတ်ဈေးပွဲတွေကမနေ့ပိုင်းနေ့လယ်ပိုင်းထက်ညနေပိုင်းတို့ညပိုင်းတို့ဆိုလို့ရှိရင်ပို့ပြီးတော့မှစီကားတယ်ဒါပေမဲ့ကျမသမီးလေးကကြတော့လူများတဲ့ပွဲလမ်းနေပါတယ်ဆိုလို့ရှိရင်တိတ်မသွားခြင်းတဲ့အခါကျတော့ကျမလည်းဒီညပိုင်းနေပါတယ်ဆိုတော့မထွက်ဖြစ်တော့ဘူးပေါ့နော်အခုလိုမနေ့ပိုင်းသူကြောင်းသွားတဲ့အချိန်ကျမှပဲလာပြီးတော့မှကြည့်ဖြစ်တယ်ပေါ့လေဒီလိုဈေးပွဲကိုရောက်လာပြီဆိုလို့ရှိရင်အများစုစားတော့ကြတာကတော့ဒီဝိုင်းပူပူလေးတစ်ခွက်ပါမယ်နောက်ပြီးကြလို့ရှိရင်ဒေတာစာရိုးရာအစားအစာတွေဝိုင်းဆိုလို့ရှိရင်ဆိုင်ရှိမှာပဲတောင်းလို့ရတယ်လို့ပဲတကယ်လို့ကိုကခွက်ကလေးကင်သွားပြီးတော့မှလမ်းလျှောက်ရင်းနဲ့တောက်သွားခြင်းနဲ့ဆိုလို့ရှိရင်ခွက်အတွက်အပေါင်းပေးခဲ့ရတယ်ပေါ့နော်ပြီးလို့ရှိရင်တော့ခွက်ကိုပြန်လာအပ်တဲ့ခါကျမှဒီအပေါင်းကိုပြန်ပြီးတော့ထုတ်ရတာပေါ့တနေရာထဲမှာပဲအစားအသောက်လေးတခြားစားခြင်းနဲ့ဆိုလို့ရှိရင်လေအားလုံးစားတော့လို့ရအောင်လုပ်ပေးထားတဲ့စပွဲလေးတွေရှိတယ်ပေါ့လေအဲ့ဒီမှာပဲမတည့်ရရင်နဲ့ကိုရဲ့မိတ်ဆွေတငယ်ချင်းနဲ့ကိုယူလာတဲ့ဝိုင်းဝယ်လာတဲ့အစားအသောက်တွေကိုစားကြစကားပြောကြပေါ့နော်ခရစ်စမတ်ဈေးပွဲကာလကနိုဝင်ဘာလကုန်ပိုင်းလောက်ကနေစပြီးတော့ဒီတစ်လလောက်ကိုလုပ်ပါတယ်
အဲ့ဒီတလလုံးကိုပဲမြို့နယ် area ထဲကရောနောက်တခြားကလာလေတဲ့သူတွေနဲ့ပါအမြဲတမ်းကစီနေတာပေါ့နော်ဒီနေရာကတော့ကလေးတွေအတွက်တည်တံ့စီစဉ်ပေးထားတဲ့နေရာလေးပါဒီနေရာမှာပဲအစားအသောက်တွေစားလို့ရတယ်ကစားလို့ရတယ်ဆိုတော့မိသားစုတွေအတူလာကြတယ်ကလေးတွေကစားတဲ့အချိန်မှာလူကြီးတွေကအဆောင်ပေးနေလို့ရတယ်ပေါ့နော်ဒီနေရာလေးကိုတော့သမီးနဲ့အတူကျောင်းပိတ်ရက်မှာလာဖို့အတွက်စဉ်းစားထားပါတယ်အဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။